ကဲခုဆိုရင်တော့အမေရိကန်နဲ့အီရန်တို့ရဲ့စစ်ဆက်ညှိနှိုင်းပွဲကရွှေပြည်တော်မျှော်တိုင်းဝေးတော့ဖြစ်ကုန်ပြီဘယ်လိုလုပ်ကြအားလုံးပဲပြည်သက်တွေဘယ်လိုလုပ်ကြမလဲအခုအမေရိကန်ဘက်ကအလုံးစုံပိတ်သိမ်းလိုက်ပြီဆိုတော့ထိန်းချုပ်ဖို့အတွက်ပေါ့နော်အလုံးစုံထိန်းချုပ်ဖို့အတွက်အမေရိကန်တွေကသူ့လက်သူ့ခြေလှုပ်ချင်တဲ့အခါမှာအီရန်ကအဲ့ဒါကိုလက်မခံဘူးအီရန်ကသူ့ရဲ့အချုပ်အခြာအာဏာကိုထိပါတာရဲ့သူ့ရဲ့အကျိုးစီးပွားကိုထိခိုက်တဲ့ကိစ္စတွေကိုနော်ဘလို့မှလက်မခံနိုင်ဘူးပေါ့နော်သူတို့လက်မခံနိုင်တဲ့အတွက်သူတို့ညှိနှိုင်းဆွေးနွေးမှုတွေမအောင်မြင်လို့ဒီစစ်မီးပြန်ပွားလာခဲ့မယ်ဆိုရင်သွားပြီလယ်သမားတွေလယ်သမားမှမဟုတ်ဘူးနော်တည်ယူပို့ဆောင်ရောင်းဝယ်ဖောက်ကားတဲ့သူတွေအကုန်လုံးဒုက္ခရောက်စီးရီးယားနောက်ထပ်ရဖို့တိတ်မလွယ်တော့နော်ပထမတော့2ပတ်ကြာအပြစ်ခတ်ရစဲရင်းနဲ့ဟလာဖွင့်ပေးထားတဲ့လမ်းကြောင်းရှိတယ်အဲ့ဒီကနေပြီးတော့ရတယ်ဒါပေမဲ့အဲ့ဒီအခိုက်အတန့်လေးပဲရမှာနောက်ပိုင်းဆိုရင်တော့ရဖို့မလွယ်တော့နှစ်ဖက်စလုံးကတင်းမာမှုတွေတအားများနေတဲ့ခါကျတော့ဂျားတွေကငါထွားခါနာပေါ့ဗျာနော်ကျွန်တော်တို့လယ်သမားတွေတောင်သူတွေဟလာယာလုပ်ငန်းလုပ်ကိုင်တဲ့လူတွေတေယူပို့ဆောင်ရေးသမားတွေအကုန်ဒုက္ခရောက်ရမယ့်ကိဖြစ်နေသေးကြတဲ့ဒီစစ်ပွဲနှစ်ပတ်လဲသွားနိုင်တယ်နော်အဲ့တော့ကိုဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတာကိုယ့်ကိုစဉ်းစားဖို့လိုနေပြီနော်ကျွန်တော်တို့ကတော့ဒီနှစ်လဲစိုက်ဖို့စိတ်ကူးမရှိပါဘူးဒါပေမဲ့နည်းနည်းပါးပါးလောက်ပဲလုပ်ပြီးတော့ကျွမ်းတော်တိရစ္ဆာန်နေတဲ့ပဲလုပ်အောင်ကျွန်တော်ခက်နောက်ပြန်ဆွဲရတဲ့အခြေအနေမျိုးကိုရောက်သွားပါပြီလို့နော်စိတ်မကောင်းစွာနဲ့အဲ့ဒါလေးလာပြီးပြောပြပေးတာပါအကုန်လုံးပြင်ဆင်စရာရှိတာပြင်ဆင်လို့ရအောင်လို့ပေါ့နော်